အလုပ်တို့ရောက်သောအခါပထမဆုံးလုပ်သင့်သည်မှာတကိုယ်ရည်တန့်ရှင်းရေးစစ်ဆေးမှုစာရင်းကိုဖြည့်ပါကျေးဇူးပြု၍တင့်မီဖြင့်တကိုယ်ရည်တန့်ရှင်းရေးစာရင်းကိုဖြည့်ပြီးမနက်တိုင်းအိမ်တွင်တင့်အပူချိန်ကိုယူကာရင်းကိုချရေးပါဖျားနာခြင်းဝမ်းလျှောခြင်းအော့အန်ခြင်းဖျားခြင်းတစ်ခုခုကိုခံစားရပါသလားတင့်မိသားစုတွင်နေမကောင်းခြင်း၏လက္ခဏာများရှိပါသလားမင်းရဲ့အဝတ်အစားကတည့်ရက်တန့်ရှင်းနေသလားမင်းရဲ့သပင်တွေကမင်းဦးထုတ်ကနေပေါ်နေလားမင်းလက်သေးတွေတိုးနေသလားမင်းလက်စွပ်နဲ့လက်သေးဆိုးစေးကိုဖယ်လိုက်လားတင်းလက်ချောင်းများတွင်ခြေရာများရှိပါသလားလက်ကိုတန့်တန့်ရှင်းရှင်းနှစ်ကြိမ်ဆေးပြီးပြီလားအလုတ်ခွင်ဖနက်ဝတ်ထားသလားအလုံးမစမီမနက်တိုင်းတင်ဤတကိုယ်ရည်တန့်ရှင်းရေးကိုစစ်ဆေးပါတင်ဤအပူချိန်ကိုမှတ်တမ်းတင်ပါပြဿနာမရှိပါကပစ္စည်းအလုံးကိုစစ်ဆေးပါတကိုယ်ရည်တန့်ရှင်းရေးအဆင်မပြေရင်မနက်ခင်းမှာအော့အန်ခြင်းဝမ်းလျှောခြင်းသို့မဟုတ်အဖျားတက်ခြင်းတို့ကြောင့်တင့်ကြီးကြပ်ရေးမှုကိုချက်ချင်းဆက်သွယ်ပါနေမကောင်းဖြစ်ရင်ကြီးကြပ်ရေးမှုကိုတေချာအကြောင်းကြားပါတင့်လက်များပြတ်တောက်ခြင်းသို့မဟုတ်ကြမ်းတမ်းပါကအနာကိုတိတ်များလိမ့်ပြီးတစ်ခါသုံးလက်အိတ်နှစ်စုံကိုဝတ်ဆင်ပါ